မင်္ဂလာပါရှင်ခနေ့1389ခုနဒေါ်လာဇန်4ရက်2025ခုနိုဝင်ဘာ23ရက်ဖြစ်ပါတယ်ဒီနေ့တင်ပြဆွေးနွေးခြင်းတဲ့အကြောင်းအရာကတော့လောဘနဲ့တကွမြောင်နှဲစေးဥပမာပေါ့နော်ဒီမဟာဝကတန်ယုတ်သတိပဋ္ဌာနာတန်ယုတ်ထဲမှာမကတတုတ်ဆိုတာရှိပါတယ်ဒီမကတတုတ်ကတော့လောဘကိုမြောင်နှဲစေးဥပမာနဲ့ပြပြီးတော့ဆင်ခြင်ဖို့ရအတွက်ညွှန်းဆိုထားပါတယ်အဲ့တော့ဒီဟိမဝန္တာတော်မှာဆိုရင်လူတွေမြောက်တွေသွားလို့ရတဲ့နေရာမှာမုတ်ဆိုးတွေကမြောက်တွေကိုဖမ်းဖို့ရအတွက်ဒီတင့်တော်တဲ့နေရာတွေမှာတစ်ပင်တွေမှာမြောက်နှဲစေးကိုကတ်ထားတော့လိမ်မာတဲ့မြောက်တွေလိမ်မာပြီးတော့လျှက်ပေါ်လော်လီမရှိတဲ့မြောက်တွေကတော့မြင်နာနဲ့ဒီမြောက်နှဲစေးနေရာဝေးဝေးကနေရှောင်သွားကြတယ်တဲ့ဒီမလိမ်မာပြီးတော့လျှက်ပေါ်လော်လီရှိတဲ့မြောက်တွေကတော့မြောင်နှဲစေးကတ်ထားတဲ့နေရာကိုသွားတဲ့အခါမှာဆိုလို့ရှိရင်ရှောင်ရှားခြင်းမပြုဘဲနဲ့အဲ့ဒီဟာကိုမြောင်နှဲစေးကိုပထမလက်နဲ့ကင်ကြည့်တော့ကတ်သွားတဲ့အခါကျတော့ဒုတိယလက်နဲ့ကင်ကြည့်တော့လေဒုတိယလက်ကိုကတ်နောက်ခြေထောက်နှစ်ဖက်ကိုကတ်နှုတ်သီးနဲ့ထိုးပြီးတော့ခွာတော့လေနှုတ်သီးပါကတ်ဆိုတော့ငါးဘက်ငါးတန်းကတ်သွားတော့ခွာလို့မရအောင်ဒီမြောင်နှဲစေးဆိုတဲ့လောဘနဲ့ခွာလို့မရတဲ့အခါကျတော့မုတ်ဆိုးကသူ့ကိုမုတ်ဆိုးလိုရှိတယ်လို့လှုပ်ချင်းကိုခံရတယ်တဲ့သူ့ကိုမီးမြိုက်တစိုးနဲ့ထိုးပြီးတော့မုတ်ဆိုးကယူသွားရောဒါကြောင့်မို့လို့ဒီမိမိတို့ကျက်စားရအာယုံမှာပဲကျက်စားနေကြအာယုံမှာပဲကျက်စားပြီးတော့မိမိတို့ကျက်စားရမဟုတ်တဲ့သူတစ်ပါးကျက်စားရအာယုံမှာကျက်စားလို့ရှိရင်ပျက်စီးခြင်းကိုရောက်တတ်တယ်ဆိုတာကိုဒီမကတတုတ်ကနေပြီးတော့မှညွှန်းဆိုဖော်ပြပါတယ်ရှင်အဲ့တော့ဒီလောဘနဲ့ဆိုင်တဲ့မြောင်နှဲစေးနဲ့တူတဲ့လောဘကိုလောက်ကြရမှာလဲအခုခါမှာဆိုရင်တမာအာဇီဝနဲ့လုပ်ဖို့လိုတာပေါ့နော်တမာအာဇီဝဆိုတာကကာယဒုစရိုက်3မျိုးရှောင်းဝစီဒုစရိုက်4မျိုးရှောင်းကာယဒုစရိုက်3မျိုးဆိုတာကအတက်တမှုမလုပ်ဘူးခိုးမှုမလုပ်ဘူးသူတစ်ပါးအိမ်ရောက်ကျူးလွန်မှုမလုပ်ဘူးဝစီဒုစရိုက်4ပါးဆိုတာမုဒဝါဒလင်းလဲပြောခြင်းမှရှောင်းတယ်ပိတုနာဝါစာဂုံးတိုက်ခြင်းမှရှောင်းတယ်နောက်ဖရုဒဝါစာကြမ်းတမ်းဆဲရေးခြင်းမှရှောင်းတယ်နောက်တန်ပဖလာပဆိုတာအကျိုးမရှိတဲ့စကားကိုပြောခြင်းမှရှောင်းတယ်ဒီကာယဒုစရိုက်3ပါးဝစီဒုစရိုက်4ပါးတို့ကနေပြီးတော့ရှောင်ရှားပြီးတော့ကိုယ့်ရဲ့တမာအာဇီဝအလုံးနဲ့လောက်ကြကင်ကြလို့ရှိရင်တော့ဒီကောင်းမွန်ခြင်းကိုရောက်ပါတယ်တိလန်းနဲ့ပြည့်စုံပါတယ်လို့ပြောကြရင်ညီကုန်းချုပ်ပါတယ်ရှင်တာဓုပါ